အဲ့ဒီလူကတော့လူသားမဟုတ်တဲ့မင်းဟိုပါပဲသူကတေချင်းတရားကိုအစိုးရတဲ့သူတယောက်ပါဆေးရုံထဲမှာလူသက်သမားတယောက်ကိုမသေးစေပဲပြန်ကုပေးရင်မင်းကိုလွယ်လွယ်နဲ့အသေးမခံဘူးနာကျင်မှုတွေကိုခံစားပြီးမှသေစေရမယ်လို့ပြောတဲ့အထိသူကအေးဆက်ခတ်ထန်တဲ့သူပါဒါပေမဲ့သူဟာကံကြမ္မာရဲ့စေခိုင်းချက်အရာကီယောင်ရဲ့ဘဝထဲကိုရောက်လာခဲ့ပါတယ်ကီယောင်ရဲ့ဘဝကကန်ဆိုးတာတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာတယ်ချစ်သူကအိမ်တောင်ရှိမှန်းထိလိုက်ရတယ်လို့အလုံးမှလည်းအပျော်ခံရမိုးကလည်းရွာမောင်လေးကလည်းလောင်းကစားလုပ်ဖို့ပတ်စံတောင်းနဲ့တကယ်ကိုအစွန်းရောက်အောင်စိတ်ညစ်သွားတဲ့အခါကီယောင်ကကောင်းကင်ကိုကြည့်ပြီးဒီကဘာကြီးကိုပဲဖြတ်စည်းပေးလိုက်ပါတော့လို့အော်ဟစ်ဆူတောင်းလိုက်မိတယ်အဲ့ဒီဆူတောင်းတန်ကိုမင်းဟိုကကြားသွားတယ်အဲ့ဒီညမနက်3နာရီမှာမင်းဟိုကကီယောင်ရဲ့အိမ်ရှိကိုရောက်လာပြီးမင်းရဲ့ဆူတောင်းကိုငါဖြည့်ဆည်းပေးမယ်လို့ကမ်းလှမ်းခဲ့တယ်သူကကီယောင်ကိုမတ်လ2ရက်နေ့မှာတည်ရမယ်လို့ကံကြမ္မာကိုရက်ဆွဲတတ်ပေးပြီး69ရက်တာအချင်းကိုအတူတူဖြတ်တန်းဖို့သဘောတူညီချက်တစ်ခုလုပ်ခဲ့ကြတယ်